စပူလေးอ่ะစားစုကိုလိမ်မာပြီးတော့ရှာကျွေးတဲ့သားတယောက်ဆိုတော့ကိုကလည်းသားရဲ့သမီးတွေမွေးထားတယ်မိခင်တယောက်နေဆိုကြအောင်စပူကိုချစ်တာပေါ့နော်ချစ်ကျူးတာပေါ့နော်သူကမိသားစုကိုရှာကျွေးနေတယ်အကိုကောင်းပြီးသားတယ်ခေါင်းဆောင်ကောင်းပြီးသားတယ်ဆိုတဲ့အခါကျတော့ဘာပဲပြောသူ့ရဲ့လုံးရက်လေးတွေကချီကျူးတဲ့ချီကျူးဖို့ချီကျူးစရာကောင်းလောက်အောင်ဖြစ်တဲ့အတွက်အမချီကျူးလိုက်တာပါမြင်ဘူးချင်ရုံနဲ့ကြည့်စရာမလိုဘူးတော့ထင်တာပဲဘာဖြစ်လို့ဆိုတော့တပင်နဲ့အနုပညာဆိုအချိန်တိုင်းအခုလည်းသူရုပ်ရှင်ရိုက်တော့မှလေအချိန်တိုင်းအမားတို့နဲ့တကွေးမဟုတ်တကွေးဆုံးမှာတကားမဟုတ်တကားတော့ဆုံးမှာပေါ့အောင်စပူကိုမြင်ဘူးချင်လို့သွားကြည့်စရာမလိုပါဘူးဒါပေမဲ့အရန်စူးစမ်းတဲ့ကလေးတယောက်အနေနဲ့အားပေးဖို့အတွက်ကိုအမားတို့ကသွားကြည့်မှာပါကာဗီအမြဲဝတ်လို့ဘိုက်လည်းချက်သွားတယ်ခါလေးလည်းတီးသွားတယ်ကျူးဆိုရင်ကာဗီရဲ့ M shape ပါလေးဝတ်တာကြောစီနဲ့ဂျိုင်းစီတွေကြပြီးလက်မောင်းလေးတွဲပြီးလှလာတယ်လေကာဗီဝတ်ထရိနာကိုတနေ့၈နာရီနဲ့တလားတီတီဝတ်ပေးုံနဲ့ခါ၃လက်မနဲ့၅လက်မကြနိုင်တယ်လေကာဗီကြောင့်ပိုထင်ရှားခါလေးတွေ့လျာစေဖို့တားပေးတဲ့ကာဗီဘိုက်ချက်ကလာစေဖို့ချမတွေ့တဲ့ကာဗီဒါကတော့လေအမရှယ်ယွန်လန်မှာကြည့်ပြီးပေါ့နော်ရှယ်ယွန်လန်မှာကျတော့နေဝင်းကိုစတင်ကြည့်ဘူးခဲ့တာပါရှယ်ယွန်လန်ကလည်းပြည်သက်တွေရင်ထဲကိုရောက်ပြီးတော့သိမလားတဝါဝါနဲ့ငွေတုပ်တွေတင်ထားတဲ့ကားပေါ့နော်အခုနေယူအွန်လန်မှာလည်းဒီမိုင်းဆိုကိုခင်လိုင်းနေဝင်တိုင်ရောချူလေးနဲ့နော်ဘွိုက်တာဆိုတာနေယူအွန်လန်မှာလည်းကြော်ညာပါတွေကပေါက်နေပြီလीနော်ဂျပန်ပြန်နေပြီးတော့လေဆိုတဲ့ခါကျတော့ဘာပြောဒီနေယူအွန်လန်ကလည်းရှယ်အွန်လန်လိုပဲပြည်သက်တွေရင်ထဲကိုရောက်ပြီးတော့ဘဝအမောတွေပြေးပြီးတော့ငွေတုပ်သိမ့်မဲ့ကားပါပဲ။မိုက်သားတို့ကဂီတရဲ့တပင်ရဲ့အမှုပညာရဲ့ဆိုတာကမိသားစုဝင်တွေပါเนาะမိသားစုတွေခါကြတော့အခုဘာပဲပြော2025မှာဆိုရင်အောင်စပူလေးကလူသိလာပါကိုတွေလည်း Facebook သုံး TikTok သုံးတယ်ပေါ့เนาะဘေးဟာမှမလွတ်ဘူး new fit တွေမှာသိရပါဘူးတဲ့တဘူးနေကြတာလေးပေါ့เนาะဆိုတဲ့ခါကျကိုကလည်းဒါပေမဲ့သူ့ရဲ့ interview လေးတွေလည်းကြည့်ရပါတယ်အဲ့ဒီ interview လေးမှာဆိုလဲသူကဘာပဲပြောသားလိမ်မတယောက်ဖြစ်တယ်ကိုပိုင်ဇက်ထောင်နဲ့ဇက်ခေါင်းဆောင်ကောင်းတယောက်ပြီးသားတယ်နောက်ပြီးသူညမလေးပေါ်မှာလည်းအကိုတယောက်ဒါတွေကလည်းမာယူသားတို့ကအင်တာဗျူးမှာကြည့်နေတာမြင်နေရတာချီကျူးလိုက်တာပါဘာပဲပြောမာယူသားကကြတော့မိသားစုကိုလိမ်မာပြီးတော့ရှာကျွေးတဲ့သားတယောက်ဆိုတော့ကိုကလည်းသားရဲ့သမီးတွေမွေးထားတယ်မိခင်တယောက်နေဆိုကြအောင်စပူကိုချစ်တာပေါ့နော်ချီကျူးတာပေါ့နော်သူကမိသားစုကိုရှာကျွေးနေတယ်အကိုကောင်းပြီးသားတယ်ခေါင်းဆောင်ကောင်းပြီးသားတယ်ဆိုတဲ့အခါကျတော့ဘာပဲပြောသူ့ရဲ့လုံးရက်လေးတွေကချီကျူးတဲ့ချီကျူးဖို့ချီကျူးစရာကောင်းလောက်အောင်ဖြစ်တဲ့အတွက်အမချီကျူးလိုက်တာပါဒါကလည်းညီမရဲ့ဘယ်လိုလဲဆိုတော့သပင်လောကပဲဖြစ်ဖြစ်အနုပညာလောကမှာပဲဖြစ်ကိုဘလောက်ပဲစူးစမ်းတဲ့သူတွေပဲအောင်မြင်ကျင်ကြားတဲ့သူတွေပဲပေါ့နော်အောင်စပူလည်းဒီမတိုင်ခင်တည်းက2025မတိုင်ခင်တည်းကသူလည်းအများကြီးစူးစမ်းထားတာပါနော်စူးစမ်းထားကြအခုကျမှသူ့ရဲ့စမ်းရဲ့ကံရဲ့လုံလဝရိယရဲ့အကျိုးကိုခံစားရတယ်လို့အမကယူဆပါတယ်ဒါကတော့ညီမရဲ့ဘာပြောလို့လဲဆိုတော့ရည်ရဲဆိုတာကလုံရီမဟုတ်ဘူးလေနော်သဘောကျတဲ့အခါကိုသူကဘာရည်လိုက်တဲ့အခါကျအကြီးအမတို့လည်းဒီတိုင်းပဲလေညီမရဲ့လှအောင်ရည်တယ်တမျိုးပေါ့တဘာဝကြကြနဲ့ပျော်ပျော်ရွှင်ရည်လိုက်တဲ့အခါဒါကတော့မပလိမ့်သိဘူးလို့အမယူဆတယ်ဒါတွေကလည်းဘာပဲပြောဒီအောင်စပူရဲ့စူးစမ်းအားထုတ်မှုနဲ့ကန်တက်လာမှုပေါ့နော်စမ်းထားလာမှုပေါ်မှာအမှန်မှန်တော့မူတည်တာပွားပြီးတော့ဝဲကန်လုပ်တင်တာပေါ့နော်အခုကမင်းစရာစိတ်တွေများပြီးတော့ဗလိန်နေကြတာလေနော်အဲ့တော့တော့အမားတို့ကလက်မခံပါဒီလိုဗလိန်တာကိုလည်းရှုံချပါတယ်ဒါကတော့အမလည်းအချိန်ရရင်အချိန်အားရင်တော့အောင်စပူဇက်ပွဲကိုသွားကြည့်အောင်ပါဘာလို့ဆိုတော့အရန်ဟော့နေတဲ့အခါကြပေါ့နော်သူကပြီးတော့ဘာလို့ဆိုတော့ကြည့်ရတဲ့လောက်ကသူကချစ်မွေးပါတယ်ပြရဝါစာပေါ့နော်စကားပြောတာလိမ်မာတယ်ရင်ကျေးတယ်ချိုတယ်ပေါ့နော်အဲ့အတွက်လည်းသူကပရိသတ်တွေရဲ့ချစ်ချင်းကိုရတာပါအမကျန်တော့မသိပိန်တာတော့ပိန်တယ်တိရအောင်စပူကလေအရင်ပိန်ရှည်ရှည်လေးပေါ့နော်သူ့ရဲ့သပင်ပုံစံသူ့ရဲ့မျက်နှာဖွဲ့စည်းပုံနဲ့ကြတော့ညီမလေးရဲ့အောင်စပူကအရန်ချောတဲ့တဲမှာတော့မပါပါဘူးဒါပေမဲ့ तू ကပီယဝါစာလေးပေါ့နော်ချိုသားတယ်ပြောတတ်ဆိုတတ်တော့သူ့ကိုလူတွေကချစ်တာပေါ့နော်ချစ်တဲ့ခါကျတော့သူ့ရဲ့ကံရတယ်တက်တဲ့ချိန်စမ်းရလဲထားတဲ့ချိန်ကျတော့ဘာပဲပြောမလို့သူတွေဖို့မှာတော့မျက်စိစပွန်ဝေးစုတာပေါ့အေးနော်ကျုပ်တို့လိုဝဲကန်လောက်တဲ့အနေနဲ့ချစ်တဲ့သူကတော့ချစ်စိတ်ပဲမြင်တာပေါ့နော်အပြစ်တော့မမြင်ဘူးအဲ့ကြောင့်အမချီးကျူးလိုက်တာပါကြည့်ဘူးတာပေါ့
ကြည့်ဘူးတယ်လေဟိုမှာတင်မောင်ဆမ်းမွေးဇက်ပွဲဆိုလို့ရှိရင်ဟို channel game မှာလွှင့်တာလေ TV မှာအဲ့ဒါဆိုစနေတနင်္ဂနွေအပတ်တိုင်းကြည့်တယ်ဦးချမ်းသာတို့ဦးသိန်းစော်တို့ဇက်တွေကိုကြည့်ခဲ့ပါတယ်နောက်ပြီးတော့ဇမင်းသားတွေမှာဆိုရင်ကဖိုးချစ်ရဲ့ fan ပေါ့နော်ဖိုးချစ်ကိုလည်းကြည့်တယ်ချစ်တယ်ဒါပေမဲ့ဟိုအမားတို့ကဇက်ပွဲကျတော့တိတ်မကြည့်ပြဘူးပေါ့ညီမရဲ့ဘာဖြစ်လို့ဆိုတော့မိုးချုပ်တာလည်းပါတယ်နေရာတွေပေါ့သွားဝေးတာပေါ့နော်ဒါပေမဲ့ဖိုးချစ်မှလည်းတစ်ခါကြည့်ဘူးပါတယ်ကြောက်တန်းကအဲ့ဒီမှာအဲ့ဒီနေ့ညရဲသွားကြည့်ရကြုံမနဲ့ဘူးပေါ့နော်ဖိုးချစ်ကမကဘူးဘာဖြစ်လို့ဆိုတော့နေမကောင်းလို့ဆိုပြီးမကားတဲ့ခါကျတော့အမတို့ကဖိုးချစ်ကိုသွားကြည့်တာဖိုးချစ်ကတော့ကြည့်ချင်တာမကြည့်ဘဲနဲ့မကြည့်ရဘဲနဲ့ပြန်လာခဲ့ရတာပေါ့နော်အခုအောင်စပြုပွဲကိုလည်းအမကသွားကြည့်မှာပါအမကားရက်နဲ့အချိန်လေးနဲ့ရရင်တော့အမသွားကြည့်မှာပါမြင်ဘူးချင်ရုံနဲ့ကြည့်စရာမလိုဘူးတော့ထင်တာပဲဘာဖြစ်လို့ဆိုတော့တပင်နဲ့အမှုပညာဆိုအချိန်တိုင်းအခုလည်းသူရုပ်ရှင်ရိုက်တော့မှလေအချိန်တိုင်းအမတို့နဲ့တကွေးမဟုတ်တကွေးဆုံးမှာတကားမဟုတ်တကားတော့ဆုံးမှာပေါ့အောင်စပြုကိုမြင်ဘူးချင်လို့သွားကြည့်စရာမလိုပါဘူးဒါပေမဲ့အရန်စူးစမ်းတဲ့ကလေးတယောက်အနေနဲ့အားပေးဖို့အတွက်ကိုအမတို့ကသွားကြည့်မှာပါဒါပေမဲ့ချစ်ဖို့ကောင်းတယ်လေနော်ဒါပေမဲ့ပြောမှာပါတွေ့ရင်လည်းပြောမှာပါမောင်လေးတို့နည်းနည်းတော့ပြည့်အောင်လုပ်လို့ပြောမှာပါမားလည်းပြည့်အောင်မလုပ်နဲ့ပေါ့ကိုတွေပိန်နေဆိုကိုယ်အသက်အရွယ်နဲ့ကွာချတာသူတို့ကျတော့လူငယ်လေးတွေပေါ့နော်ဥမာအောင်စပြုတပည့်အဲ့လိုမျိုးပေါ့နော်ဘာပဲပြောဟိုချစ်ပါတယ်ဘာလို့သူတို့စူးစမ်းတဲ့ကလေးတယောက်အနေနဲ့အမတို့ကအများကြီး welcome လုပ်ပါတယ်အမှုပညာလောကကိုလည်းမောင်လေးရေဝမ်းစာအပြည့်နဲ့သာလာခဲ့ပါမောင်လေးဘာပဲပြောဘတ်စုံတော်နေတာအကောင်းဆုံးပဲလीနော်ဒါပေမဲ့ဇက်ပွဲနဲ့ရုပ်ရှင်နဲ့ကြမတူဘူးပေါ့နော်ဇက်ပွဲတဲ့ခါကျဇက်ပွဲမှာကျသူတို့ကပြဆက်တွေကတာရှိတယ်အန်ဆင်းပြောကြဟိုသူတို့ပြောတာကျရုပ်ရှင်ကြတော့တခြားသောသေယုံဆောင်တွေပါမယ်နောက်ပြီးတော့ရာဟာဇယ်ဘာညာတာတကပေါ့နော်ဆိုတဲ့ခါကျတော့အမှုပညာတွေကိုလာခဲ့ဖို့လေအမားတို့က welcome လုပ်ပါတယ်ဒါပေမဲ့စူးစမ်းပါအောင်မြင်ပါသူ့ရဲ့အောင်စပြုကိုဒီကနေပြောလိုက်ပါမယ်မောင်လေးရဲ့စိတ်သက်လေးကိုလည်းအမကချီးကျူးပါတယ်ချစ်လဲချစ်တယ်မိသားစုကိုရှာကျွေးနေတဲ့လေးစားတယ်အဲ့အတွက်မောင်လေးရဲ့အောင်မြင်မှုတွေကိုဒီတက်မကနောက်အနှစ်20 10နှစ်15နှစ်အနှစ်20ဒီအောင်မြင်မှုကိုထိန်းထားနိုင်ပါစေမိသားစုကိုလည်းဒီတက်မကတိတက်နားလေတော့သားလိမ့်မှာဖြစ်ပြီးတော့ကိုပိုင်ထောင်ထားတဲ့ဇက်ဖွဲ့ကိုလည်းဒီတက်မကခေါင်းဆောင်ကောင်းတယောက်အနေနဲ့အောင်မြင်မှုတွေကိုထိန်းသိမ်းနိုင်ပါစေလို့အမကဒီကနေစုမုံကောင်းတောင်းပေးလိုက်ပါတယ်